တဘာဝကပေးတဲ့အဖိုးတိုင်ကုန်ချမ်းတွေနဲ့ဖန်တီးထားတဲ့ဖန်ဟာသတ္တုဒါမှမဟုတ်ပလတ်စတစ်တွေနဲ့မတူပဲပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ပစ္စည်းတစ်ခုပါအယောင်ရှိသည်ဖြစ်စေကြည်လည်နေသည်ဖြစ်စေဖန်ကိုအရေးသွေးမကြက်ဖဲအကြိမ်ကြိမ်ပြန်လဲအသုံးပြုနိုင်တာကသူ့ရဲ့ထူးခြားချက်တွေဖြစ်ပါတယ်ဖန်ချက်ဖို့အတွက်အဓိကတဘာဝကျက်စင်တွေကိုမျှတစွာပေါင်းဆက်ရပါတယ်တဲဆီလီကာဆန်45ရာခိုင်နှုန်းခန့်ပါဝင်ပြီးဖန်ရဲ့အဓိကကြောယူဖြစ်ပါတယ်ဆိုဒါပြ15ရာခိုင်နှုန်းခန့်ပါဝင်ပြီးတဲတွေကိုအပူချိန်ညီညာစွာနဲ့အရေးပြောစေပါတယ်ထုံကြောင်း10ရာခိုင်နှုန်းခန့်ထည့်သွင်းရပြီးဖန်တွေကိုပိုမိုခိုင်ခန့်စေပါတယ်ဖန်ခွဲအကျိုးအပဲ့ဒါကတော့ပြန်လဲအသုံးပြုမဲ့ဖန်ခွဲတွေထူပြီးထုတ်လုပ်မှုလုပ်ငန်းစဉ်မှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်စက်ယုံရဲ့စက်ပစ္စည်းတွေကနေဒီကုန်ချမ်းတွေကိုအချိုးကျကျမီးဖိုးထဲထည့်သွင်းပေးပါတယ်1500ဒီဂရီစင်တီဂရိတ်ရှိတဲ့အလွန်ပြင်းထန်တဲ့အပူချိန်အောက်မှာ24နာရီကြာချက်လိုက်တဲ့အခါပြားရည်လိုပြစ်ခဲနေတဲ့ဖန်ရည်ပူတွေထွက်လာပါတယ်ဒီဖန်ရည်တွေကိုဘလင်းဒါမှမဟုတ်ဘလင်းခွန်ဖစ်လာမင့်ပုံစံကွက်တွေကိုစနစ်တကျပို့ဆောင်ပေးပါတယ်ဖန်ရည်ခဲလီတွေကိုပနမပုံစံကွက်ထဲအရင်ထည့်ပြီးဘလင်းပုံစံအသေးလေးအဖြစ်အသွင်ပြောင်းလိုက်ပါတယ်အဲ့ဒီနောက်လေဖိအားသုံးပြီးကိုလိုချင်တဲ့ဘလင်းပုံစံဖြစ်အောင်ပုံဖော်ယူပါတယ်ဘလင်းတွေကိုအယောင်ထည့်ခြင်းရင်တော့တန်ဒတ်ဆာလ်ဖာနဲ့ကာဗွန်အနည်းငယ်ကိုရောစက်ပေးရပါတယ်ဘလင်းမျက်နှာပြင်မှာအမတ်တစိမ့်တွေထင်ရှားစေဖို့အထူးပုံစံကွက်တွေကိုအသုံးပြုပါတယ်ဘလင်းတွေအကွဲတာမျိုးမဖြစ်အောင်မီးတောင်တွေကနေဖြည်းဖြည်းချင်းဖြတ်တန်းစေပြီးအပူချိန်ကိုထိန်းညှိအေးခံရပါတယ်နောက်ဆုံးအဆင့်မှာတော့ကင်မရာတွေအာရုံခံကိရိယာတွေနဲ့ဘလင်းရဲ့အတိုင်းအတာအသားနုမှုနဲ့အဖုံးပတ်ကြောင်းတွေကိုအသေးစိတ်စစ်ဆေးပါတယ်ဖန်ထုတ်လုပ်မှုရဲ့အကြီးမားဆုံးအားသာချက်ကတော့ဖန်ခွဲအကျိုးအပဲ့တွေကို90ရာခိုင်နှုန်းအထိပြန်လည်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်ဖန်ခွဲအကျိုးအပဲ့10ရာခိုင်နှုန်းတိုင်းအတွက်စွမ်းအားချွေနှံမှု2.5ရာခိုင်နှုန်းခန့်ရရှိတာကြောင့်တဲကနေစင်မော်ရုံတဲ့ဒီခရီးစဉ်ဟာတကယ်ကိုရေရှည်တည်တတ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်